Okay, hello guys အားလုံးပဲကျွန်တော်ဒီနေ့ကတော့ဒီပုတ်ဖွန်ကူပါဂိုက်လာတင်ပေးရပါတော့ပွဲအစတော့ကျွန်တော်တို့ဗျာဒီစပရင်ကောဖိုင်နားတွေဒါပေမဲ့ပွဲကပြတ်သွားတဲ့အတွက်ကြောင့်မို့ကျွန်တော်ပြန်ဖမ်းနေဗျာမကြောက်ထပ်ဖမ်းနေမကြောက်အဲ့တော့ကျွန်တော်ဘယ်လိုပါလဲဆိုရတဲ့မလားဗီဒီယိုကတော့ပဲပါတယ်ဗျာတော့ပဲပါတယ်အဲ့လိုမျိုးတော့ချတာပြတ်သွားတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီ game လေးကိုပြန်ဖမ်းတော့ရတယ်ပေါ့နော်အားကြောင့်မို့ကျွန်တော်ဒီပွဲကိုလာပြီးတော့ဂိုက်တင်ပေးတာပေါ့နော်အဓိကတော့ကိုပါဆော့မယ်ဆိုလို့ရှင်တော့ဗျာအရင်တော့ဘယ်လိုပြောမလဲဘာမှတည်ရောက်စရာမလိုဘူးဗျာကျွန်တော်ဒီအားဒီဂိမ်းမှာပထမဆုံးဘယ်လိုတွေ့မယ်နောက်ဆုံးဘယ်လိုတွေ့တယ်အဲ့လိုမှတ်ထားလို့ရှင်တော့ရတယ်ပေါ့နော်အဓိကအလွယ်ဆုံးတော့ဗျာသူများတွေဆော့လို့ရှင်တော့ဒီပထမ round မှာဘယ်လိုတွေ့တယ်ဒုတိယ round ဘယ်လိုတွေ့တယ်အကုန်လုံးမှတ်တယ်ဗျာကျွန်တော်တော့အဲ့လိုမျိုးမှတ်လေးမှတ်ထားတာတိတ်မရှိဘူးဒါပေမဲ့နည်းနည်းတော့စိတ်ထဲမှာတော့မှတ်စောတာပေါ့နော်အဲ့လိုမျိုးပေါ့ကဲပြီးသွားရင်ကျွန်တော်ဒီback round ပြီးသွားရဆိုတော့ပထမဆုံးပေါ့နော်ကျွန်တော်တို့ဒီပထမပိုင်းမှာဗျာတိတ်မသိရဘူးဆိုတော့ဒီလိုမျိုးပဲထားဆော့ရင်ပေါ့နော်ဒီလိုမျိုး trust ထားတာကဒီပထမပိုင်းဒါဘယ်လိုပြောမလဲဒါကြောက်တယ်ဗျာဟိုလိုအရင်ဟောပြမှာဆိုတော့ဒီတိုင်းမနေထားပါတော့ပုံမှန်ကြတော့ကျွန်တော်ကဗျာဒီနောက်မှာချတဲ့ကောင်ပဲထားတာဘာလို့လဲဆိုတော့အဲ့လိုခလက်ကောင်မှာအမင်းနဲ့ဝင်နေပေါ့နော်အဲ့လိုမျိုးပဲထားဆော့တာဖြစ်ပါတယ်ဒီကူပါဆော့ရင်တော့ဘယ်လိုပြောမလဲကျွန်တော်ရာ flow တစ်ခုစဉ်းစားပေါ့နော်သူများနေစော်တယ်မစော်တဲ့ဟာကိုပဲရှောင်ပြီးတော့စော့ပေါ့နော်ဒါဒီဘွဲရတော့ကျွန်တော်ကဘယ်လိုမစော်မှဆိုစော့မှာဗျာစိတ်ကလည်းလုံးဝတရားခိုင်ပြီးမှတရားလေးစော့တာဆိုတော့အားလေးကိုတွေးရှော့အောင်စော့မှာဗျာဘာလို့လဲဆိုတော့ဒီပြကျွန်တော်တို့ဒီမတ်စပန်မှာဆိုစော့ဖို့ကကျွန်တော်တို့ပလောက်1ဒါမှမဟုတ်ရင် level 10ဒါမှမဟုတ်လို့ချင်းဘယ်လိုကိုကပေးတဲ့ပလောက်1တစ်ခုပေါ့နော်အဲ့လိုမျိုးလိုတယ်ဗျာအဲ့ဒါမှပဲကျွန်တော်တို့ကဒီမတ်စပန်စစ်မက်ထရို AB မှာပေါ့နော်အားကြောင့်မလို့ပါကဲခုနကဝေးရတော့ကျွန်တော်တို့ဒီအာလီမှာယူဆောင်နေတွေ့တယ်ပေါ့နော်ပြီးတော့ဒီနောက်ထပ်တွေ့မဲ့ကောင်လည်းမှတ်ထားပါကျွန်တော်တော့ဒီတိုင်းပဲအစီအမီတွေပဲမှတ်လိုက်ပါရပါတော့အဲ့လိုမျိုး wine ဒါမှမဟုတ် A ပေါ့နော်အဲ့လိုမျိုးမှတ်ရင်မှတ်ထားဗျာဒါမှမဟုတ်ရင်လည်းသူတို့နာမည်အစအဝယ်မှတ်ထားပေါ့နော်အဲ့လိုမျိုးကိုမှတ်ချင်တယ်တော့မှတ်ဗျာဒါမှတ်တာတော့ဘရိုရိုအပိုင်းပေါ့နော်ကျွန်တော်တော့ဒီတိုင်းပဲမှတ်စောင့်နေစော့တယ်မစောင့်နေမစော့ဘူးပေါ့နော်အဲ့လို AC ပါပဲကဲအားလေးကင်းတော့အဲ့လောက်ကြီးပြောကြတာမရှိဘူးထင်တယ်ဗျာကျွန်တော်အဲ့တော့နည်းနည်း skip လိုက်မယ်တော့နော်ကဲကျွန်တော်ဘာလို့ skip လိုက်လဲဆိုတော့ဗျာဒီအခုဒီပေါ့နော်ဒီမီယာနဲ့တွေ့တယ်ဗျာမီယာပြီးရင်ကျွန်တော်နှစ်ယောက်တွေ့မှာကV ရယ်ကူပါရယ်ပေါ့နော်အဲ့နှစ်ကောင်မကျန်ဗျာအဲ့တော့ဒီ V နဲ့ကူပါချတဲ့ trust တွေတော့တွားကြည့်ပေါ့နော်ပထမဆုံးကြည့်လို့ရှိရင်ဗျာကျွန်တော်တို့ enemy ကိုခိုး enemy က hero ခိုးနေတာဆိုတော့ဗျာသူတို့ portal မှာကြည့်နေဗျာသူတို့အပေါ်ကနေပဲထောက်ပြီးတော့ကြည့်ဒါကကျွန်တော်ပွဲရဗျာဘယ်လိုပြောမလဲအဲ့လိုအစားဆုံးကျွန်တော် sort ထားတဲ့အတိုင်းမပါလို့မို့ဗျာအားကြောင့်မလို့ပေါ့နော်ဒီအပေါ်ကနေထောက်ကြည့်ဗျာအပေါ်ထောက်ကြည့်ဒီကောင်မှလေ့ကျင့်တန်ရှိတယ်လို့ရှင်တော့တွားကြည့်လိုက်တွားကြည့်ပြီးလို့ရှင်ဘတ်ပြန်ထောက်ခဲ့လိုက်ပါသလားပြီးရင် trust ကိုဘယ်တော့မှတခါလေးတန်ထားမထားနိုင်ဗျာအဲ့လိုပြီးတော့မှပဲနည်းနည်းထားတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့ဒါလေ enemy ကဘယ်လိုပြောကိုလာကြည့်တော့မှဒီကောင်ဟောဖြူဆိုပြီးတော့အဲ့လိုမျိုးထားတာပေါ့နော်ဒီမှာဆိုလို့ရှင်ကျွန်တော်ကဒါကိုစော်ပြီးသားမလို့ပြန်ကြည့်လိုက်ရဗျာဒီမှာဆိုကျွန်တော်အားလုံးနှကောင်ရတယ်ဗျာသူကလည်းကူပါမယ်ဒါပေမဲ့သူကတော့နှစ်ချက်တန်းပေါ့နော်အဲ့လိုမျိုးဖြစ်သွားတာပေါ့ကူပါကတော့တည့်တဲ့အတိုင်းပဲသူများ hero နဲ့ပဲကောင်းစားဆိုတော့ကျွန်တော်သူတို့ hero ပဲရအောင်ရှုမယ်ပြီးရင်သူတို့ဆော့ထားတဲ့ဟာနေနဲ့ပဲအလီကင်းအစင်ပြောင်းထိန်ပေါ့နော်ကျွန်တော်ကတော့ဒီ plug 1လို့နေတာဆိုတော့ဘာမှလည်းမလဲဘာမှလည်းမရှောင်ရှာဒီမီဆော့ထားရည်ဗျာအဓိကတော့အဲ့မဆာမဆိုဆော့မယ်ဆိုကျွန်တော် plug 1ကတော့ရလိုတယ်ပေါ့နော်အားရကြမလို့ပါโอเคခုနကတော့ကူပါနဲ့ပြီးသွားပြီဆိုတော့နောက်ဆုံးကျွန်တော်မတွေ့ရသေးတဲ့ဘေးပေါ့နော်ဘေးနဲ့ပဲကြမ်းမယ်ဆိုတော့ကျွန်တော်ကြည့်လိုက်တယ်ဗျာအဲ့မှာဘေးကိုကျွန်တော်ကြည့်အဲ့ဘက်ထားတယ်အဲ့တော့ကျွန်တော်ကတစ်ခါပဲကြည့်ရဆိုတော့ဗျာဒီကောင်ဟီးရိုကိုကျွန်တော်တရားမကြည့်မိလိုက်ဘူးအဲ့မှာကျွန်တော်ထည့်ဝင်တာကရီနာဝင်တာပတ်အဓိကဘယ်လိုပြောမလဲသူတို့မရွှေ့ရင်တော့အဆင်ပြေဗျာသူတို့ရွှေ့ရင်တော့အဆင်ပြေပေါ့နော်အဲ့တပေါက်လည်းရှိတာပေါ့ဒီမှာတော့ကျွန်တော်ကရှုံးနေရင်ဒါပေမဲ့နိုင်သွားတယ်ပေါ့နော်နိုင်သွားတယ်ဆိုတော့ဒီနောက် round ပြီးရင်ဒီ round ဆိုကျွန်တော်ကသူရအနေဆုံးများကျွန်တော်ထပ်နေတဲ့ကောင်ဘူးမှမရှိဘူးပေါ့နော်အဲ့တော့ဘာရမလဲပဲပေါ့နော်အဓိကတော့ပလက်ဝမ်းရရင်တော့မစမလို့စောတာကောင်းတော့ကောင်းပါတယ်အဲ့လိုပလက်ဝမ်းမရလို့ရှိရင်တော့စောဖို့ recommend တော့ပေးရင်ပေါ့နော်ဒီချိန်မှာကျွန်တော် line လောက်သွားတယ်ဗျာ line လောက်သွားလို့ကျွန်တော်အလေးရဘယ်လောက်ကိုဖမ်းမိတာ line မလို့ရှိရင်တော့ဘယ်လောက်ကို3ညတန်တော့ဖမ်းမိတော့ပါโอเคနောက်ဆုံးဒါကယူဆောင်ခုနကတော့ပထမနေရာပြန်နေထားဆိုတော့ဒီလိုပဲ AC ပဲပေါ့နော်
โอเคပြီးတော့ဒီ V +1 ကောက်မလားပေါ့နော်ဟိုမှာဆိုလို့ရှိရင်ဗျာကျွန်တော်ဒီ star ကကြာလဲပါတယ်ဆိုတော့ B ကဟာလေးကောက်တယ်ပေါ့နော်အဲ့တော့+1ရရဆိုတော့ဒီမစွမ်းမတူစပြီးတော့ကျွန်တော်တဲရရရပေါ့နော်ဝိုင်းပြတာလေကျွန်တော်+1အဓိကရအောင်ယူပေါ့နော်အဲ့လိုမျိုးပါကဲကျွန်တော်ခုနကယူဆောင်တဲ့တူပဲဆိုတော့ဗျာဒီပွဲကတော့အိမ်မုံပေါ့နော်အဲ့တော့အိမ်မုံဘာသာလေးတစ်ချက်တော့ကြည့်ပေါ့နော်အဲ့လိုမျိုးတော့ကြည့်ပါပွဲရဘယ်လိုပြောမလဲကျွန်တော်စော့ထားတဲ့ပွဲမှာ fan ထားပြီးပြတာပိုကောင်းနေဗျာတဲ့အခုကကျွန်တော်အဲ့လိုမျိုးစော့ပြီးသားကိုပြန်ပြနေရကြတော့တိတ်ပြီးတော့ပြန်ပြနေရတော့အရင်ကြီးတော့မကောင်းဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီစော်ထားတဲ့ဟာနဲ့ကိုဘယ်လိုမျိုးသွားကြည့်တယ်ဘယ်လိုမျိုးရှူလဲဆိုတာကိုပဲပြတာပို့ပြီးတော့မှိုက်မှာပေါ့နော်ဒီပွဲကတော့ကျွန်တော်ဒီအိမ်မုံနဲ့တွေ့မယ်ဗျာအိမ်မုံနဲ့တွေ့မယ်ဆိုတော့ကျွန်တော်ကခုနကတော့သွားကြည့်တာအဲ့မှာ line တက်သွားတာဗျာကျွန်တော် clay ကောင်နှစ်တန်းချတာဘရိုတွေ့တာမသိ trust ချရနေအောင်ကြည့်လိုက်အဲ့လိုဗျာမရနိုင်ဘူးဗျာတရားအဲ့လိုမှတကောင်မရလိုက်တယ်အဲ့တော့ဒီပွဲတော့နည်းနည်းတော့အဆင်ပြေပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီမှာ level ကိုရောက်ပြီဗျာအဓိကကိုတင်မဲဟာပဲတင်ဆော့ခေါ်နော်ပထမဆုံးကျွန်တော်တော့ Masmani ဒီအစင်နည်းနည်းလေးရထားပြီဗျာအစင်နဲ့ပြေးထားရဆိုတော့ဒီလိုပဲထားဆော့ရဗျာပြီးသွားရင်ကျွန်တော်ဒီ diamond နဲ့တွေ့ပါဗျာdiamond ကိုကျွန်တော်တစ်ချက်ပဲတောက်ကြည့်လိုက်တယ်ပြီးတော့ကျွန်တော်ဒီတစ်ခါလေးနေရာရွှေ့ထားဗျာtrust ကိုတော့ပြီးမှပဲရွှေ့တာပို့ပြီးတော့ကောင်းနေပေါ့နော်ကဲဒီမှာကျွန်တော်လည်းမျိုး second 10 second လောက်နေပါဗျာအဲ့တော့ shot ကိုချတာဘာလို့ဆိုသူလည်းရှိဖို့အချိန်မရှိသေးလို့ကိုလည်းဝင်နေပေါ့နော်အဲ့လိုမျိုးပေါ့အဓိကတော့ဒီကျွန်တော် run လေးတက်ချင်နေတခြားလေးလေးမြင့်နေတယ်ဆိုရှင်တော့အဲ့လိုမှတ်ပြီးဆော့တာတော့ပို့ပြီးတော့ comment လို့လည်းထင်ပါလိမ့်ဒီပွဲကလည်းကျွန်တော်အမှန်တိုင်းပြောရင်ဒါမှတ်ဆော့တာပါဟိုလိုမျိုးခါတိုင်းပွဲတော့တိတ်ပြီးတော့မှတ်ဆော့လေးတော့မရှိပါဘူးကဲဒီမှာတော့ကျွန်တော် level ကိုရောက်ပြီဗျာပြီးသွားရင်ကိုဆော့မဲ့ flow တန်းနေလိုက်ဗျာပြီးအခုခုနကတော့ပြန်ကြည့်တာပါလဲဆိုတော့ကျွန်တော်ဒီ screen call fan နဲ့ပြောရတာမှဆိုလို့ပါခိုက်ကလည်းမနေတာကြာပြီဗျာအဲ့လိုခုမှပြန်နေတာဆိုတော့လေနည်းအမားလေးပါနေကြိုးပြီးတောင်းမှန်ချင်ပါလေပေါ့နော်ကဲတော့ကျွန်တော် flow စတယ်ပြီပေါ့နော်အဲ့လိုမလိုရတဲ့အကုန်လုံးကြောင်းလိုက်ဗျာအဓိကတော့ဒီမှာကျွန်တော် cloud ရရဗျာ Flatina တွေအကုန်လုံးပြန်ရအောင်ပတ်စံတော့တခြားလေးပြန်ဆူတာပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးကိုစောမဲဟာကိုတခါလေးရလို့ရှိရင်တခါလေးတန်းပြီးတော့ချိန်နေပေါ့နော်ဟီရိုကလည်းဗျာကျွန်တော်ပြောမယ်မတ်စမန်လို့ဆိုလို့ရှိရင်အနေဆုံးဒီ Masman ကလောက်ရေဗျာဟန်လိုက်ပြီးတော့ဒီကျွန်တော်နောက်ကအထောင်ဆောတဲ့ irrite တော့ရဖို့ကတော့ chance ကရန်နေတယ်ဗျာဒါပေမဲ့ကျွန်တော်ဒီ Masman စစ်ဆိုရင်ဗျာဒီကလောက်က plan နဲ့ဖွင့်ဒါပဲထားတယ်ဗျာလီလာလဲစိုင်းယူလို့ထည့်တာဘာမှမဟုတ်ဗျာဟန်လိုက်လည်းကျန်းတော့ကျန်းတယ်ဒါပေမဲ့အဲ့လောက်ရဖို့တိတ်ချမ်းမရှိဘူးဘာလို့လဲဆိုတော့ဒီကောင်ရဲ့ကျွန်တော်ချင်းနေကောင်ပဲထားပါတော့အဲ့လိုမျိုးကောင်ထဲဆိုတော့ရင်းနဲ့ဟွမ်ဖြစ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်ဒီရှိမှထားတဲ့ကောင်လေးဗျာဘာရက်ရှိမယ်ကျွန်တော်ပြီးလို့ချင်း Xbox ရှိမယ်ပြီးရင်ကျွန်တော်အများကြီးပေါ့နော်ထားပါတော့အဲ့ထဲကကောင်လေးရလေ့ကျင့်နေလေးရပဲကျွန်တော်ရအောင်ဖမ်းပြီးတော့ထိန်းစော်ပါမတ်စမန်ကမရတယ်တိတ်ပြီးတော့ကိစ္စမရှိဘူးလို့မဟုတ်ဘူးပေါ့နော်တူးဆောက်ရရင်တော့အဆင်ပြေဗျာဒီသူတို့ထွက်သွားရင်ကိုဟီလိုရှာအဓိကတော့အဲ့လိုမျိုးပေါ့အဓိကတော့ကျွန်တော်ဒီဘွဲမှာဆိုလို့ရှိရင်ဗျာဒီငါးချက်တန်တွေပါဖမ်းလို့ရတဲ့တန်တွေဗျာအဲ့လိုဘာရက်လောက်ကိုပဲအရင်ရအောင်ဖမ်းထားတယ်ပေါ့နော်โอเคဒီဘွဲတော့ကျွန်တော်ဒီယူဆောင်နဲ့ပြန်တွေ့တယ်ယူဆောင်နဲ့တွေ့ပြီးဆိုတော့ဒီသူ့ဟာတော့တခြားလည်းမကြည့်လိုက်မိဘူးဆိုတော့ဒီဘွဲတော့ဘာမှတော့မရဘူးပေါ့နော်အဓိကဒီသူတို့မှလက်ရက်တန်မရှိလို့ရှင်တော့ကိစ္စမရှိဘူးဗျာပြီးသွားရင်ကျွန်တော်ဒီထပ်သားကြည့်ပေါ့နော်ယူဆောင်ပြီးရင်ဒီနောက်ပွဲကျရင်ကျွန်တော်မီယာနဲ့တွေ့မယ်ဗျာအဲ့တော့မီယာဘာသာထားလေးပေါ့နော်အဲ့လိုမျိုးသွားကြည့်ဗျာသူထဲမှာအဲ့လိုဈေးများတဲ့ကောင်မကြအောင်ယူပေါ့နော်အဲ့ဒါပို့ပြီးတော့ကောင်းပါလေโอเคဒီမှာဆိုကလောက်လေးရတယ်အဲ့လိုအချိန်တော့မလောနဲ့ပေါ့နော် EC ဆိုပေါ့ဒီမှာမီယာရှိတယ်ဗျာကျွန်တော်ဒီသူ့ရဲ့တတိယကွက်နေရာမှာတော့အဲ့လိုဘာရက်ရှိတယ်ဗျာအဲ့တော့ကျွန်တော်နေရာလေးနည်းနည်းပြန်ပြီးတော့ချိန်နေပါတော့ရှေ့ကအဲ့လိုမျိုးရှေ့မှာဒိုးတဲ့ကောင်တွေရှေ့မှာ track ချတာသူတို့ရှေ့ကိုဒဲဝင်ရတော့ရှေ့တော့ပိုကောင်းနေဗျာအခုဒီမှာလေးလာရဲ့ပြီးမှာကျွန်တော်နှစ်ကောင်ကပ်ပေးရလို့ချင်းအဲ့နှစ်ကောင်ကဒီတိုင်းပဲဒဲဝင်တာပါအဲ့လိုမကပ်ပေးရလို့ချင်းများသူဘေးရဲ့ကောင်ကြီးတောက်လို့ချင်းအဲ့ကောင်ကဘေးကိုသွားပြီးတော့အဲ့နောက်ကောင်ရအောင်ပေါ့နော်ဒါကတော့လို့မတိရတဲ့လူတက်ပြပြတာပါဟိုလိုဆရာကြီးဆိုရင်တော့ကြောက်တာပေါ့နော်โอเคဒီဝဲမီယာနဲ့ကျွန်မလည်းကျွန်တော်ပြောချင်ဒီမှာဘာရက်နှစ်ကောင်ပေါ့နော်ဘာရက်နှစ်ကောင်ရပြီကဲအဲ့တော့ဘာရက်က
အရင်ရောက်ချတာမလို့ဘာလို့လဲဆိုတော့စော့ရလူများရဲဆိုတော့လေအားကြောင့်မလို့ပါကြည့်လိုက်ဗျမတ်စမတ်ဆိုဘလောက်ကျန်နေဆိုတော့ကလောက်လေးရနေကိုလုံးဝသိရမလား easy ဖြစ်သွားဗျာရှေ့ကအမာခံမယ်နောက်ကနေတိုင်းပြီးမယ်ဗျာလုံးဝ easy ပဲကျွန်တော်အဲ့ဂျားထဲမှာထားပါလားဗျာတခြားတကောင်ထောက်သွားလို့ရှိရင်အဲ့ထွက်သွားတဲ့ကောင်ကိုကြော်လိုက်ပေါ့နော်ကြော်ပြီးတော့အဲ့နောက်တစ်ကောင်နဲ့တွေ့မှာပေါ့နော်ဒါကတော့ဟိုမတိမှစလို့ပြတာပါဟိုတိရလူကတော့ထားလိုက်ပေါ့နော်ဘာလို့လဲဆိုတော့တချို့စောက်ဆရာကြီးတွေစောက်အများကြီးဆိုတော့လေအားကြောင့်ပြတာပါကဲမီယာပြီးတော့ကျွန်တော်ဒီကိုပါနဲ့ပြန်တွေ့မယ်ဗျာကိုပါဘာရှိလဲပေါ့နော်တစ်ချက်သွားကြည့်လိုက်ဒီကောင်သွားကြည့်ပြီးတော့တန်းထောက်တိုင်းပြန်ထွက်လာလိုက်ဒီကောင်ထောက်မှာ Xbox နဲ့ကောင် Xbox တွေထားရတယ်ဗျာဒီမှာကျွန်တော်စောင့်နေတာလေ Xbox ပဲဆိုတော့ Xbox တွေပါတယ်ဆိုတော့ဗျာဒီမလားအဲ့လိုငါးချက်တန်လေးရှာရတဲ့ကောင်ဖမ်းဗျာအကိုင်းရအကိုင်းဖမ်းအကိုင်းမရရင် Xbox ဖမ်းဒါပေမဲ့ Xbox ကကျွန်တော်အထင်တော့ဖမ်းတာပုံမိုက်ရပေါ့နော်အဲ့ဒါကြောင့်မလို့ပါကျွန်တော်လည်းအဲ့လိုမျိုးစက္ကန့်အလိုလောက်လေးမှ truck ကိုပြောင်းတာပို့ပြီးတော့သဘောကျတယ်ပေါ့နော်အားကြောင့်မလို့ပါဒီကောင်လေးဘာရပြန်ဖမ်းကျွန်တော် Xbox ဖမ်းနေနှစ်ကောင်အဲ့ဆိုရင်ကျွန်တော် Xbox ကဗျာတူစားနှစ်ကောင်ဖြစ်နေပေါ့နော်နောက်ထပ်ကျွန်တော်ဒီ3ကောင်ရလို့ရှိရင် Xbox က3 side ဖြစ်သွားပြီပေါ့နော် Okay ACC ပါပဲဒီမှာတော့ Masman Metro နှစ်ခုတောင်မှဘာလို့ကွာလဲဆိုရင်ကျွန်တော်က Block 1နဲ့အဲ့လို Masman စစ်ပြနေရပါတော့အဲ့ဒီဘောက်တော့ကွာပါလေဒီမှာတော့ကိုကထိတ်ဆုံးပါဗျာဒါပေမဲ့ကျွန်တော်က winner crown မရှိဘူးဆိုတော့ winner crown ပဲကောက်ထားလိုက်တယ်မရှိဘူးဆိုတော့ဒီမျိုးမရှိရဘူးပါမဟုတ်ဘူးเนาะဟိုနည်းနည်းပဲရှိတာမဟုတ်လို့ပါပြောရရင်ဒီအတန်သွင်းတဲ့အချိန်မှာအဲ့လိုမျိုးတိုင်ဆွင်းလင်းမှုအတွက်ကလုံးဝလည်းအဆင်ပြေသေးပေါ့နော်အဲ့လိုအတန်တွေကလည်းလုံးဝအဆင်ပြေဘူးဗျာဝါဖန်တွေကလည်းလုံးဝအဆင်ပြေဘူးအားကြောင့်မလို့ဒီလက်ဆွင်းပိုင်းကိုတော့ခဏတော့နားထားပါတယ်ဒါ3-5လောက်ရှိပေါ့နော်ကဲမှာကျွန်တော်တို့ဒီကိုပါပြီးလို့ရှိရင်ကျွန်တော်ဒီမှာ V နဲ့ပြန်တွေ့ရမှာနော် V ကတော့မရှိတော့ဗျာအဲ့တော့ကျွန်တော်ဒီယူဆောင်ကိုကြည့်လိုက်ယူဆောင်ကအဲ့ကောင်ရှိသေးတယ်ယူဆောင်ကလည်းထွက်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ A မွန်နဲ့တွေ့မယ် A မွန်နဲ့မရှိအဲ့တော့ဒိုင်းရောပဲကြည့်လိုက်အဲ့တော့ဒီမှာဆို X1 နဲ့ကောင်ထည့်ရတယ်ဒါကျွန်တော်ဂျားထဲမှာတွေ့ခဲ့တဲ့ကောင်တော့ကျွန်တော်ခဏတော့မှတ်ပြီးတော့ပြန်ပြရနော်အဲ့လိုမျိုးကျွန်တော် truck ကိုအဲ့ဘက်မှာချတာပုံမှန်လောက်ပဲတကြောင်ပါပေါ့နော်ကဲဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ Xbox တစ်ကောင်ရရင်3 side ဖြစ်ပြီဒါပေမဲ့ Xbox က short ရင်မှာတော့မကြမ်းတော့ဘူးဗျာဘာလို့လဲဆိုတော့သိရမလားကျွန်တော်မှာ9ကောင်ရှိတယ်ဟိုမှာ2 star ရောရှိတယ်ဆိုတော့ Xbox ကတော့မကြမ်းတော့ပါဘူးကဲပြီးသွားရင်ကျွန်တော်ဒီနည်းနည်းလေးဟိုချလိုက်ဆိုတော့3 star တစ်ကောင်တော့ရအောင်တော့ရှာပါရှာလို့ရှိရင်လည်းဘယ်လိုပြောမလဲသူများမစောတဲ့ကောင်ပေါ့နော်အဲ့လို barrett ဆိုထားတော့ဟန်နိုင်ပြီဆိုရှင်လည်းဟန်နိုင်ပြီဗျာအဲ့လိုမျိုးရှာပေါ့ရှော့ကိုကြည့်ပြီးရှာတာပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ကိုကရှော့ကိုမကြည့်ဘဲနဲ့ဒီ hero လိုရင်းနဲ့တုံညာဖြစ်နေပြီးရှာတယ်ဆိုရှင်တော့ပတ်စံနဲ့ကုံဘာမှမရဘူးပေါ့နော်အဲ့ဒီဘောတော့ရှိပါတယ်ကဲကျွန်တော်ဒိုင်းတော့ပြီးတော့လို့ရှိရင်ယူဆောင်နေပြန်တွေ့မယ်အဲ့တော့ကြည့်တယ်အဲ့လေယူဆောင်နေကကျွန်တော်ဒီမှာအဲ့ကောင်ခုနအဲ့နေရာမှာပနီတာထားတာပတောင်းစားနေရာရွှေ့ပြီးတော့ကျွန်တော်ဟီရိုမရအောင်အဲ့လိုပါဒီ flow လဲဆိုတော့ဆိုရင်နော်ဒါပေမဲ့ winner crown ပါတော့နည်းနည်းတော့အဆင်မပြေတယ်ပေါ့နော်ရှော့အချိန်တော့မခတ်ပါဘူးဒီတော်တော်များလေဒီရပဲစောင့်နေရဆိုတော့ဗျာဒီထားပါတော့ master မှာတော်ပဲစောင့်နေကြတဲ့လူတွေအကုန်လုံးပဲဆိုလို့ရှိရင်တော့အဲ့လို star win တော့ပါတော့ပြောင်းဆော့ပလိုက်ပေါ့နော် star ကာစာပြောတာပါအဲ့လိုမျိုးကပြောင်းဆော့ပလိုက်ပေါ့နော် star ကသာရှိမှာဗျာမေးရှိမှာဗျာ fighter တွေပါရှိမှာဗျာအဲ့လိုပြောင်းဆော့ပလိုက်အဓိကတော့ K word ဆောင်နေကောင်းပါတယ်โอเคဒီမှာတော့ကျွန်တော်တို့သူများတွေကြွေးစားမြစ်တယ်ဗျာဘာလို့လဲဆိုတော့ float တွေရများနေအဲ့တော့ဒီပွဲကြရင်ထားပါတယ်ဗျာကိုကသွေးနေတယ်သူကသွေးများတယ်လို့ရှင်တော့အဲ့လိုမျိုးငါချက်တောင်ကြရတော့ပိတ်ဖမ်းမလိုက်ဗျာပြီးရင်ကျွန်တော်ဒီနောက်ပွဲကြရင်တော့မီယာနဲ့တွေ့မယ်ပေါ့နော်မီယာမှာတော့ဘာရပဲရှိတယ်ကျွန်တော်တွေကတိတ်မရှိဘူးဆိုတော့ဒါကျွန်တော်အပေါ်ပဲကြည့်တယ်နော်အမြင်အရင်ဟောမလို့ဘာလို့ဒီပွဲကြတော့ဗျာဒီနေရာကြတော့ကျွန်တော် screen call fan ထားတဲ့နေရာsorry နေရာဆိုတော့အဆင်ပြေပါတော့ကြည့်လိုက် line ကိုကြည့်လိုက်ကျွန်တော်ခဏကောက်လိုက်တယ်ဒီမှာရှာမတော့ဒီလားကျွန်တော် line အဲ့လိုဖြစ်နေရဗျာ
လိုင်းရတယ်မကောင်းဂိမ်းဆော့ရတယ်နည်းတိုင်းပတ်တယ်ပေါ့နော်ပြင်အောင်လိုင်းရတယ်ဝါလိုက်စိမ့်နေတယ်ဖြစ်နေရပါအထီးကတော့ streaming ကိုပြောနေအဲ့လို line နေတိတ်ပြီးတော့အဆင်ပြေပေါ့နော်ကဲဒီမှာတော့ကျွန်တော် pirate မရအောင်အဲ့တော့ honey ရောင်းလိုက်မယ်ဟောဆိုကျွန်တော် honey ကိုတိတ်မကြိုက်ဘူးလေဒါကဲ pirate လေးရိုင်းအဲ့တော့ကိုက legit တန်3 star တကောင်ရပြီဆိုတော့ဒီမှာထပ်တာသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ထိန်းလို့ရပြီပေါ့နော်ကဲမိရောက်ပြန်ကြည့်လိုက်တယ် edit နှစ်ကောင်ရှောင်းဖန်edit နှစ်ကောင်ဝင်လာတယ်အဓိကအဲ့လိုမျိုးတောင်းလေးကထားလိုက်ဗျာထားပါတော့ဟိုလိုမျိုးကျဲတဲ့ဒီမျိုးကျဲတဲ့ဆိုရင်တော့ဘေးကောင်းမောက်ဝင်မှာမဟုတ်ဗျာတည်ရမလားအဲ့လိုအရှိတိုးတဲ့ကောင်တော့တောင်းမှကထားပြီးတော့ကျွန်တော်မတ်စပန်နေတော့နောက်မှဖြေရလိုက်အဲ့တော့ကျွန်တော်ထားတဲ့မျိုးကြီးထားပြီးတော့ fan ဗျာအဲ့ဆိုပို့ပြီးတော့မိုက်တယ်ဗျာရှောကဲမှာမီယာထွက်သွားပြီဗျာမီယာပြီးရင်ကျွန်တော်တို့မှတ်ထားတဲ့အတိုင်းပဲပေါ့နော်ကူပါနဲ့ပြန်တွေ့မယ်ဒီကူပါဒီမှာဘာရနိုင်မလဲပေါ့နော်တစ်ချက်အပေါ်ရင်ထောက်ကြည့်လိုက်ဗျာဒီကကျွန်တော်လိုနေတာက Xbox တကောင်လိုမယ်ဒီမှာတော့ဒီကောင် Xbox တူမြန်မာလေးထားရတယ်ဗျာကျွန်တော်ဒီကောင်ကိုဒီမှာရှောက်ပြတာဒီကောင်နေရာလေးမှာဆိုလို့ ETF ဘယ်လောက်ရှိတယ်ပေါ့နော်အဲ့လိုမျိုးပြလိုက်တာဟိုဒီကောင်နည်းနည်းဟိုဖြစ်သွားအောင်လို့အချိန်မှာကျွန်တော်ကဒီဘာလို့တော့ကြည့်ရတဲ့မှာနေရာချင်းပါဆိုလို့ဗျာတကောင်တော်လေးလိုတာကိုဟောပြမှဆိုလို့မို့โอเคဒီကောင်ကနေရာမချင်းဘူးဆိုတော့တရားဝိုက်ဆိုတော့ကျွန်တော်ရှင်းမိထားလိုက်ပါတယ်ကဲတော့ Xbox နှစ်ကောင်ဝင်လာမယ် Xbox 3 star ဖြစ်သွားမယ်အဓိကတော့ဒီလောက်ပါပဲဘာမှတော့သိမရှိပါဘူးကဲ Xbox 3 star ဖြစ်ပြီပေါ့နော်အဲ့တော့ပွဲရတော့ကျွန်တော်ဒီလောက်ပါပဲအရင်တော့ပြောရတာမရှိပါဘူးဘာလို့လဲဆိုတော့ဟိုငကားလည်းကြောက်အောင်နဲ့စရနာခောက်သွားဆိုတော့လေအဲ့ဒါကြောင့်မလို့ပါအားလုံးပဲ PTG ဗီဒီယိုရအောင်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနောက်ကြရင်တော့ဒီလို aura guide တွေပိုင်းနဲ့ပြန်ပြီးတော့လာခဲ့ပါမယ်အားလုံးပဲကျေးဇူးပါ We got the big one! Tonight, please, Puma!